န်ကောက်မှာမြန်မာငွေ32,900 ဝန်းကျင်မှာ MRT Station စင်းစင်းချင်းမှာစတင်ဝယ်ယူနိုင်မယ် Low Rise Premier ကွန်ဒိုကြီးကိုမိတ်ဆက်ပေးပါမယ်ထိုင်းနိုင်ငံတော်တန် developer အစဝိုင်းမှာတောင်ဝင်ယူတိစောက်ထားပြီးတော့ Building ABC ဆိုရရှိရာ Building A က7တက် Building B နဲ့ C တွေက8တက်ဖြစ်ဖွဲ့စည်းထားတော့ Low Rise Premier ကွန်ဒိုကြီးပဲဖြစ်ပါတယ် Sense the Living Soul ဆိုတဲ့ဆောင်းပါးအတိုင်းနေထိုင်သူတွေအတွက်စိတ်အေးချမ်းမှုနဲ့တက်တောင့်တက်တာရှိမှုကိုအဓိကထားတိစောက်ထားပြီးတော့ facility အနေနဲ့ဆိုရင် lab pool, aqua lounge, zen jacuzzi, addict gym, soul lounge and cafe area Sunset Garden အွန်ဆန်အနေနဲ့ဆိုရင် Hot and Cold Spring ကိုထည့်သွင်းပေးထားပါတယ်ပြီးရင် Oasis Steam Zen Jacuzzi Moonlight Bar The Sick Lounge and Cold Kitchen Creative Workspace Playroom တို့ကိုထည့်သွင်းပေးထားတဲ့အတွက်လူကြီးမင်းတို့ရဲ့ဘဝကိုနေ့စဉ်အဆင်ပြေပြေဖြတ်သန်းနိုင်မှာဖြစ်ပြီးတော့အွန်ဆန်နေထည့်သွင်းပေးထားတဲ့အတွက်ကျန်းမာရေးအတွက်ဆိုရင်အရန်အောင်မှာအထူးကောင်းမှုစီမှာပဲဖြစ်ပါတယ်location အနေနဲ့ဆိုရင်တော့ MRT T-Power Station စင်းစင်းချင်းမှာရှိပြီးတော့ကျွန်တော်တို့ Green Line ကိုသွားမယ်ဆိုရင်လည်း West Station ကအသုံးပြုရပြီးမြို့တော်ကိုသွားမယ်ဆိုရင်လည်းအလွယ်တကူသွားရောက်နိုင်မှာပဲဖြစ်ပါတယ်နိပတ်ဝင်ကျမှာ shopping mall အနေနဲ့ဆိုရင်လည်း Mega Banner, Central Banner, Paradise Bank နဲ့ Sequin Square လို့တည်ရှိမှာဖြစ်ပြီးတော့ကျောင်းအနေနဲ့ဆိုရင်လည်း Saint Andrew, Saint Joseph, Ascension စမှုပရခန်တို့ကအနိပတ်ဝင်ကျမှာပဲရှိမှာဖြစ်ပါတယ်။ဆေးရုံဆေးခန်းအနေနဲ့ဆိုရင်လည်းအနိပတ်ဝင်ကျမှာနဲ့ Samron Medical Hospital, Banner General Hospital, Sequin Hospital တို့ကရှိရတဲ့အတွက်လူကြီးမင်းတွေရဲ့ကျန်းမာရေးစောင့်ရှောက်မှုအတွက်လုံးဝအထောက်အကူပြုစေမှာပဲဖြစ်ပါတယ်။အခန်းမျိုးစားအနေနဲ့ဆိုရင်တော့ one bedroom suite, one bedroom so closet နဲ့ one bedroom double access တို့ကိုရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပြီးတော့ကျွန်တော်ပြသပေးသွားမယ့်အခန်းလေးကတော့ one bedroom 27.2 square meter အခန်းမှာ separate kitchen layout လေးနဲ့ပဲဖြစ်ပါတယ် promotion အနေနဲ့ဆိုရင်လည်း fully fitted fully furnished ဖြစ်တဲ့အတွက်အထဲမှာပါဝင်တဲ့ furniture ပစ္စည်းတွေမိဖို့ကြောင်မှာဆင်ပေးထားတဲ့ heat stove အကုန်လုံးကိုရရှိမှာပဲဖြစ်ပါတယ်အခန်းလေးယောက်ကတော့ကျွန်တော်တို့ဝင်လာတဲ့ဒီနားလေးမှာဆိုရင် living area အတွက်နေရာလေးပါမယ်ပြီးရင်ဒီနားမှာဆိုရင်လည်း shoe cabinet အတွက် cabinet ကြီးပါမယ် shoe cabinet တွေ furniture တွေကလူချင်းမင်းတို့ဝယ်ရတဲ့ promotion အနေနဲ့ရရှိမှာပဲဖြစ်ပါတယ်ဆက်သွားမယ်ဆိုရင်ဒီနားမှာဆိုရင် dining area အတွက်လူနှစ်ယောက်စာကောင်းကောင်းမွန်မွန်စားသုံးလို့ရမယ်ပြီးရင်ဒီနားလေးမှာဆိုရင် space လေးကိုနည်းနည်းကြက်ကြက်လေးပါသေးတယ်ဟုတ်ကဲ့ဒါလေးကတော့ separate kitchen ၄ယောက်ဆိုတဲ့အတိုင်း separate kitchen လေးနဲ့ပဲဖြစ်ပါတယ်ကျွန်တော်တို့ separate kitchen ဖြစ်တဲ့အတွက်ဟင်းနေပါရှက်မယ်ဆိုရင်လည်းliving room နေပြီးရင်အိတ်ခန်းနေတော့အနက်ရောက်ရှိမှာမဟုတ်ပါဘူးဆက်သွားမယ်ဆိုရင်ကျွန်တော်တို့နားမှာ bacon တွေအတွက်နေရာလေးပါမှာဖြစ်ပါတယ်အဝတ်တွေပါလမ်းမလားလုံးဝကိုအဆင်ပြေစမှာပဲဖြစ်ပါတယ်โอเคဒီခန်းလေးကတော့ background အခန်းလေးပဲဖြစ်ပါတယ်အရောင်းမှာကြကြဝန်းနဲ့ကတင်ဆိုရင်လည်းခင်းဆိုင်ကတင်ကိုအသုံးပြုပေးထားတယ်ceiling height ကလည်း 2.7 meter ဖြစ်တဲ့အတွက်အရောင်းမှာအသက်ရှူဆောင်ကြောင်နဲ့လူချင်းမင်းတို့နေထိုင်နိုင်မှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ဒီနားလေးကတော့ရေရှိုးကအိမ်တော်မှာ double access ဆိုတဲ့အတိုင်းဧည့်သည်လာအသုံးပြုဖို့ဒီနားမှာတကားတစ်ပေါက်ပါမယ်ပြီးရင်ကျွန်တော်တို့အခန်းကနေတိုက်ရိုက်အသုံးပြုဖို့အတွက်ဒီနားမှာလည်းတကားတစ်ခေါက်ပါမယ်ပြီးရင်ရေရှိုးတဲ့နေရာနဲ့toilet area ကိုလည်း separate class လေးနဲ့ပြုလုပ်ပေးထားတဲ့အတွက်လူကြီးမင်းတို့အဆင်ပြေပြေအသုံးပြုနိုင်အောင်မှာပဲဖြစ်ပါတယ်ဟုတ်ကဲ့အရောင်းမှာအခန်းဖွဲ့စည်းမှုကောင်းမွန်တယ် separate kitchen layout ကိုမှာ double access door လေးနဲ့ပဲဖြစ်ပါတယ်ဒီကွန်ဒိုဘာလို့ဝယ်ယူတင်လဲဆိုတော့ MRT station စင်းစင်းချင်းမှာရှိရယ်ပြီးရင် access wide developer တိစောက်ထားတဲ့အတွက် quality ဘိုင်းကအထူးကောင်းမှုပြီး facility အနေနဲ့ဆိုရင်လည်းအရန်ဟိုမှာစုံလုံးလေးပါဝင်တဲ့အတွက်လူချင်းမင်းတို့ရဲ့နေ့စဉ်ဘဝကိုအဆင်ပြေစေမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ဒါဆိုရင်ဒီ low rise premium condo လေးကိုဝယ်ကြည့်ရှုလို့ပါကျွန်တော် link property ထိုင်လုံးဆက်သွယ်နိုင်ပါတယ်ခင်ဗျာ